မင်္ဂလာပါဗျာကျွန်တော်တို့ထိုင်အောင်နေဖြစ်ပါတယ်2025ခုနှစ်ဇူလိုင်လတလစာအတွက်တေရလာတပတိကအားလုံးအတွက်တဲတော့ကံကြမ္မာကိုဖတ်ကြားပြဆိုပြီးမှဖြစ်ပါတယ်ဒီလိုနေမျိုးကတော့အလုံးနှမျိုးလောက်ရခြင်းဝင်ငွေနှမျိုးရခြင်းတွေကြုံရတဲ့နေ့တစ်နေ့ဖြစ်ပါတယ်။နယ်စပ်ကြီးနဲ့ပတ်သက်တဲ့ကိစ္စနိုင်ငံခြားနဲ့ပတ်သက်တဲ့ကိစ္စအကူအညီကောင်းအဆောင်မကောင်းတွေလည်းရှားတဲ့နေ့တစ်နေ့ဖြစ်ပါတယ်။တွားဖို့ရည်ရွယ်ထားတဲ့ဆိုရင်တော့ရဲတင်တာတွားပါဥစ္စာပစ္စည်းနဲ့ပတ်သက်တဲ့ကိစ္စလေးမှာတော့ရွှေဝင်လာဖို့ရှိပါတယ်။ငွေရပြီဆိုတော့ရွှေလောက်တာခန္ဓာကိုယ်မှာရွှေဝတ်ထားမိတ်ဆွေပေါင်းတဲ့ကအာအီဥအေအောအောင်လို့အေးလို့ဤလို့ပါတဲ့သူတွေကိုယ်ကိုကောင်းကျိုးပေးတယ်။၎င်းတို့နဲ့ပူးတွဲပေါင်းဆက်ပြီးလုပ်တဲ့လုပ်ပြီးစင်ပြေပါလိမ့်မယ်အောင်မြင်ပါလိမ့်မယ်။တတိထားမဲ့လေးနဲ့နေရာတထတရဏနာမည်ပါတဲ့သူတွေတတိထားရှောင်ကျင်ရမယ်။၎င်းနေ့နဲ့ရပုပ်ပေါ်မှာမကောင်းလို့ဆိုခြင်းမကောင်းကြံစည်ခြင်းတွေပြုလုပ်ဆောင်ရွက်ပါလိမ့်မယ်။ကာလီနဲ့ပတ်သက်တဲ့ကိစ္စလွတ်ထားလို့မရဘူး။အောက်လက်ငသားနဲ့ပတ်သက်တဲ့ကိစ္စမျက်စိတောက်တောက်ကြည့်နေဖို့လိုအပ်တယ်။ကားဝယ်ဖို့ရည်ရွယ်ထားတဲ့သူတွေရှေ့ရဲ့ကြော်မှဝယ်ပါဗျ။ရန်တဲ့နောက်ဆက်နဲ့ပတ်သက်ပြီးတော့ကိုကတော့ရှံလို့ကိုရှံလို့တဲ့သူတိုက်ခတ်တဲ့သူနှစ်ယောက်ရှိတယ်။ခြေနဲ့ပတ်သက်တဲ့ကိစ္စအိမ်တော်ကြီးနဲ့ပတ်သက်တဲ့ကိစ္စလေးတွေမှာတော့ခွဲခွာနေရတာလို့ဝေးကွာနေရတာလို့ဖြစ်တတ်ပါတယ်ကျမကြီးနဲ့ပတ်သက်တဲ့ကိစ္စလက်တစ်ဖက်ထုံတာကျင်တာကြိုက်တာခဲတာတွေဖြစ်တတ်ပါတယ်ဗုဒ္ဓဘာသာကိုးကွယ်တဲ့သူတွေဒိဋ္ဌံပြီးတစ်မျိုးကိုညွှန်ကြားပြဆိုရမယ်ဆိုရင်တော့ဝိဇ္ဇာစာရဏတံမေတော့အောင်မီဆိုရင်တနေ့ကိုဒီသုံးမစေကမှာပဲဖြစ်ပါတယ်။ကံတရားအကောင်းဘက်ကိုဥတည်ပြီးတော့ပြောင်းလဲနေတာ80ရာခိုင်နှုန်းရှိပါတယ်။ဒီဝါနာဘာလို့ထိုးကျင်နေဆိုရင်တော့နှစ်ကဏ္ဍ၄ကဏ္ဍအတွဲလိုက်စားတဲ့ဒီကိုထိုးကျင်ရပြီ။ဒီစုကြီးနဲ့တိုးစေနိုင်မှာပဲဖြစ်ပါတယ်။လက်ပြီးကလာတခုကိုညွန်ကြားပြဆိုရမယ်ဆိုရင်တော့အဖြူရောင်တို့အဝါရောင်တို့အသားရောင်တို့စင်စွယ်ရောင်လို့ပါတဲ့ဝတ်စားတွေဝတ်ဆင်ခြင်းအဖြစ်ကိုယ်ဘက်ကနေကံတာစီရမယ်ကံခွင့်လန်းကောင်းရမယ်ဖြစ်ပါတယ်တပတ်စာတလားစာရေရာစီမံတစ်ခုညွန်ကြားပြဆိုရမယ်ဆိုရင်တော့ရွက်လာညောက၄ညောအမွှေးတန်၄တိုင်ဖြောင်းတန်၄တိုင်မြတ်စွာဘုရားကိုကတ်လူပူဇော်ထူထမ်းပြီးတော့ကိုဖြစ်ခြင်းနဲ့စံသားတွေကိုလေးလေးနဲ့ယုံကြည်ကြည်နဲ့အသေးစိတ်အတန်ထွက်ပြီးတဝါရေးစုတောင်းပါဗျာဒါဆိုရင်တော့လူကြီးမင်းတို့မှာကြုံတွေ့ရမယ်ကံစားတာညံ့ခိုက်ပြီးပြေပြောင်းပြီးကောင်းကျိုးချမ်းသာမင်္ဂလာတွေရောက်ရှိစေပါပဲဖြစ်ပါတယ်ဗျာကျွန်တော်ကတော့ထိုင်းအောင်ပြီးပါဗျာဤနေ့ရဲ့ဤချေကနေစပြီးတော့လူကြီးမင်းတို့အားလုံးကျွေးကြည်တိုက်ဆောင်ဝါဝစာများများလှူပြီးတော့ပေါ်ပေါ်သုံးနိုင်ပါစေဗျာជីវတိုးတက်အောင်မြင်ချမ်းသာပါစေစီးပွားသုံးသတိုးပါစေအသက်ရှူတိုင်းငွေဝင်ကျန်းပါစေလို့ကျွန်တော်ထပ်အောင်ရဆုတောင်းမြတ်တာဗျာလှိုက်လိုက်လေးလေးပို့တာလိုက်ရကြောင်းပါဗျာစီးပွားရေးအခြေအိမ်အောင်ရေးစတဲ့ကကြမ္မာ hostel တွေကိုနေလခါလေးလေးတွေကနေပြီးတော့အချိန်ကုန်သက်သာစွာဖြင့် online ကနေပြီးတော့မေးမြန်းနိုင်ပါပြီ။ online မေးတွေကိုမေးမြန်းလိုပါကနေလ application ရဲ့ online မေးတွေကဏ္ဍကနေဝန်ဆောင်မှုရယူပြီးတော့နေ့စဉ်မေးမြန်းနိုင်ပါတယ်။တနေ့ခါရဲ့ကံကောင်းချက်တွေကိုပိုက်ဆိုင်နိုင်ကြပါစေလို့နေလခါလေးတွေကနေပြီးတော့ဆုတောင်းပေးလိုက်ပါရရှင်။